ဒီနေ့သူမြင်တွေ့ခဲ့ရသမျှအရာအားလုံးအပြီးမှာတော့ရွေးချီအနေနဲ့တစ်ခုခုကိုအသေးချာအတိပြုနိုင်သွားပါပြီအဲ့ဒါကတော့ Kioske ဟာသူလစ်လူရှုထားလို့မရတော့တဲ့အလွန်အမင်းအန်ဒေရရှိတဲ့သူဖြစ်လာပြီဆိုတာပါပဲဒါကြောင့်ရွေးချီဟာမီးမော်ပညာပါတဲ့ဓာတ်တလက်ကိုထုတ်ယူလိုက်ပြီးအစွမ်းထက်တဲ့ကြောင်းသားလေးနဲ့တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်သူ့ရဲ့ရည်မှန်းချက်ကြီးမားမှုအထက်ဘလို့ပဲဖြစ်ဖြစ် Kioske ကိုအနိုင်ယူဖို့သူအစွမ်းကုန်စ조사မှာပါတစက္ကန့်အချိန်မဖြုံးပဲရွေးချီဟာမြေပြင်ကိုကန့်ကြောက်ပြီးမီဆာတိုစီကိုဆိုင်ညက်ပြေးဝင်ကပြင်းထန်တဲ့ဓာတ်ချက်တစ်ခုကိုပစ်လွှတ်လိုက်ပါတယ်ဒါပေမဲ့ Kioske ကတော့အေးအေးဆေးဆေးပဲရှောင်တိန်လိုက်ပြီးရွေးချီရဲ့အားနည်းတဲ့အရေးချင်းအပေါ်မှာတော့လုံးဝအထိမကြီးပါဘူးအဲ့ဒီနောက်သူကလည်းမီးလုံးတစ်ခုကိုလက်ထဲမှာစုစည်းပြီးရွေးချီစီကိုပဲတုံ့ပြန်တိုက်ခိုက်လိုက်ပါတယ်စီနီယာကျောင်းသားရွေးချီဟာအဲ့ဒီမီးထောက်ကိုသူ့ဓာတ်နဲ့ပိုင်းဖြတ်လိုက်ပြီးသူကလည်း Kioske ရဲ့စွမ်းရည်အပေါ်အထင်မကြီးတဲ့ပုံစံပြပါတယ်သူတို့ညယောက်လုံးဟာအိမ်အားကိုထိမ့်တုံနေကြတာသိထားနေပြီးတိုက်ပွဲကအခုမှစတင်တာပါမီးတောက်တွေပျောက်ကွယ်သွားတာနဲ့တပြိုင်နက်လက်အစည်းတန်းတစ်ခုကရွေးချီစီကိုတဲ့တဲ့မတ်ထက်သားလာတာကြောင့်သူဟာသူ့ဓာတ်နဲ့ကာကွယ်ဖို့တောင်မနဲ့လုပ်လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မြေပြင်အောက်ကနေချွန်ထက်တဲ့စူးချွန်တွေပေါ်လာပြန်ပါတယ်ဒါပေမဲ့ရွေးချီကတော့ကျွမ်းကျင်တဲ့ဓာတ်ချက်အချို့နဲ့အဲ့ဓာတွေကိုချက်ချင်းပိုင်းဖြတ်နိုင်ခဲ့ပါတယ်ဒါဟာ Kioske တယောက်မတူညီတဲ့မော်ဆွမ်းအားတွေကိုတပြိုင်နက်သုံးနိုင်တယ်ဆိုတာကိုအတိအပြုပေးလိုက်တာပါတယ်သူရဲ့ Void Magic ထဲမှာသူတခါမှမကြားဘူးတဲ့ထူးဆန်းတဲ့အရာတစ်ခုခုရှိနေတာသိကြပါတယ်သူစကားပြောနေတော့မှတဲ့ Kioske ကရေခဲဓာတ်တလက်နဲ့ရွေးချီရဲ့နောက်ကျောဘက်ကိုချက်ချင်းရောက်သွားပြီးနောက်ကနေထိုးဖို့ကြိုးစားပါတယ်ရွေးချီကတော့အချိန်မီတွန့်ပြန်နိုင်ုံလေးပဲချီပြီးအဲ့ဒီတိုက်ကွက်ကိုကာကွယ်လိုက်ရပါတယ်အခုဆိုရင်စီနီယာကျောင်းသားကြီးရွေးချီဟာခံစစ်အနေထားကိုရောက်သွားပြီးသူထက်ပိုမြန်ဆန်ပြီးအစွမ်းထက်တဲ့ Kioske ရဲ့တိုက်စစ်အောင်မှာနောက်ဆုတ်နေရပါပြီအခုတော့ Betting the Cat အဖွဲ့ရဲ့ခေါင်းဆောင်ဟာစတင်ပြီးဒေါသထွက်လာပါတယ်Kioske ဆိုတဲ့ကောင်လေးဘယ်ကမှမသိပေါ်လာကလေးကရွေးချီရဲ့အစီအစဉ်တွေကိုနှောက်ယှက်တာကလွယ်လို့ဘာမှမလုပ်ခဲ့ပါဘူးKioske ကတော့ဒီစီနီယာကြီးမှာဘလို့စီစဉ်နေရှိနေတယ်လဲဆိုတာတော့မသိတာကြောင့်ရွေးချီဘာတွေပြောနေတာလဲဆိုတာနားမလည်ပါဘူးရွေးချီရဲ့အစီအစဉ်ကတော့အရန်ရိုးရှင်းပါတယ်သူဟာတနေ့မှာ Iwako ကိုကြော်ပြတ်နိုင်တဲ့သူဖြစ်လာနေတာပါအဲ့ဒီနောက်မှာတော့သူက Iwako ရဲ့နေရာကိုလူယူပြီး Pentagram 2000နဲ့ကတယောက်ဖြစ်ဖို့ပါတခြား2000တွေအများကြီးရှိပါလေရဲ့ရွေးချီကဘာလို့ Iwako ကိုမှရွေးချယ်ခဲ့တာလဲဆိုတာ Kioske စဉ်းစားမရဖြစ်နေပါတယ်ဒါပေမဲ့အကြောင်းရင်းကတော့ရိုးရှင်းပါတယ် Iwako ဟာ Pentagram 2000တွေထဲမှာအရေးချင်းအနှိမ့်ဆုံးဖြစ်နေလို့ပါရွေးချီတာသူတော်စင်တယောက်ဖြစ်ချင်တယ်ဆိုရင်အားနည်းဆုံးလူကိုပြစ်တက်ထားတာကယုတ်တိတန်ပါတယ်အဲ့ဒီနေရာကိုရပြီဆိုတာနဲ့သူဟာကပ္ပကိုအုပ်ချုပ်ခွင့်ရမယ်လို့ယုံကြည်နေတာပါဒီလိုစိတ်ဝင်စားမကောင်းတဲ့အစည်းအဝေးအပေါ်မှာ Kioske ကလုံးဝအထင်မကြီးပါဘူးရွေးချီဟာ Iwako စီကိုအရင်ဆုံးချင်းကပ်နိုင်ခဲ့တဲ့သူဖြစ်တဲ့အတွက်တခုခုထူးခြားမလားလို့သူထင်ခဲ့ပါတယ်တကယ်တမ်းတော့ရွေးချီမှာတနာစရာကောင်းတဲ့ရည်ရွယ်ချက်ပဲရှိတာပါIwako ကိုကိုယ်တိုင်တတ်မဲ့သူအဖြစ်နဲ့ဒီလိုအနှစ်သာရမရှိတဲ့လူကသူ့နေရာကိုလူယူမှာကိုသူစိုးရိမ်စရာမလိုတော့ပါဘူးဒီလိုအဝေးဖမ်းခံလိုက်ရတာကြောင့်ရွေးချီဒေါသအကြီးအကျယ်ထွက်လာပြီးအားတင်နဲ့မီဆာတိုကိုအပြင်းထန်တိုက်ခိုက်ပါတော့တယ်သူတို့နှစ်ယောက်ရသားတွေအပြန်အလှန်ရိုက်ခတ်နေကြပါတယ်ရွေးချီကတော့သူ့ဘဝမှာအာနာပိုက်ဆံတဲ့မိန်းမတွေကိုအလွယ်တကူရချင်တာပါသူ့အပားကိုဘလောက်ပဲနင်းချေပါလို့ဘသူမှပြန်မပြောနိုင်တဲ့အစွမ်းမျိုးကိုသူလိုချင်နေတာပါသူတော်စင်တယောက်ဖြစ်လာရင်သူလှုပ်ချင်တာမတမကြလှုပ်လို့ရမှာဖြစ်တယ်လို့သူတော်စင်မရဲ့အားနည်းချက်ကိုပါရှားဖွေပြီးသူမကိုပါတိမ့်ပိုက်ဖို့စိတ်ကူးရင်နေပါတယ်အာနာမဲနေတဲ့ပြိုင်ဘက်ရဲ့စိတ်ကူးရင်မဲ့ရတွေကိုနားထောင်ရတာကိုညှင်းငွေလာတာကြောင့် Kioske ကဒီတိုက်ပွဲကိုအဆုံးသတ်ဖို့ပြင်ဆင်လိုက်ပါတယ်သူကဓားကိုခက်တွက်လေးရမ်းလိုက်ုံနဲ့တင်ရွေးချီကိုနောက်ပြန်လွင့်သွားစေပြီးရွေးချီရဲ့ဓားပါကျိုးသွားပါတော့တယ်ဒါပြင်ရွေးချီရဲ့ပေါ်တော်သောစကားတွေကြောင့် Kioske အတွက်အထူးမော်ကားတာမှုပြင်ဆင်ဖို့အချိန်အလုံလောက်ရသွားပါတယ်Kioske ကရွေးချီအနာကိုတိုးလာပြီးကတ်ဆန်ပါလို့ပြောလိုက်တဲ့အခါရွေးချီရောက်တုံးလုံးရင်းသွားပါတယ်ပြီးနောက် Kioske ကသူ့လက်ဝါးကိုရွေးချီမွအနာနာကတ်ပြီး Void Magic ကိုသုံးပြီးအကျွင်းဆက်စိတ်ညွတ်မော်ပညာကိုအသုံးချလိုက်ပါတယ်ဒီမော်ပညာဟာပြစ်သက်ရဲ့စိတ်ဓာတ်ကိုအရင်ဆုံးချိုးနှိမ်ဖို့အားထုတ်ပါပေမဲ့တခါအသက်ဝင်သွားပြီဆိုရင်တော့ပြိုင်ဘက်ရဲ့စိတ်ဆန္ဒကိုအပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိပါတယ်သူကရွေးချီကိုထခိုင်းလိုက်တဲ့အခါရွေးချီဟာဇွန်ဘီတကောင်လိုချက်ချင်းထရက်သွားပါတယ်မော်ပညာအောင်မြင်သွားပြီးရွေးချီကိုသူ့ရဲ့လက်အောက်ထံအထူးအပြည့်အဝရသွားပါပြီအဲ့ဒီနော်သူကသူ့ရဲ့ရုပ်ပြုတ်တတိကိုအတန်းနဲ့တူတဲ့ဒန်ဂျင်ထဲကတာဝန်တွေကိုအရင်ဆုံးအပြီးတက်ဖို့အမိန့်ပေးလိုက်ပါတယ်နောက်ထပ်လှုပ်ဆောင်ရမယ့်အစီအစဉ်တွေကိုတော့နောက်မှထပ်ပြီးညွှန်ကြားမှာပါနောက်ဆုံးမှာ Kioske ကရွေးချီကိုအခုလေသုံးကစိတ်ယုတ်ဆန်လွန်းလို့ပုံမှန်လေသုံးပြန်ပြောဖို့ခိုင်းလိုက်ပါတယ်ရွေးချီဟာအရင်အတိုင်းပုံမှန်ဖြစ်သွားပေမဲ့သူဟာ Kioske ရဲ့ထိန်းချုပ်မှုအောက်မှာအမြဲတမ်းရှိနေတော့မှာပါရွေးချီထွက်သွားတာကိုကြည့်ပြီး Kioske ကရုပ်မလည်းအပြုံးတစ်ခုကိုပြုံးလိုက်ပြီးသူ့အဖွဲ့စီပြန်လာတယ်လမ်းမှာသူ့ကိုလိုက်စာနေတဲ့ကာရင်နဲ့တွေ့ပါတယ်သူရုပ်တရက်ပြောက်သွားလို့သူမှစိုးရိမ်နေတာပါ Kioske ကအချိုသားဆုံးပြုံးပြပြီးရွေးချီနဲ့ခဏစကားပြောနေလို့ပါလို့တောင်းပန်လိုက်ပါတယ်သူတို့နှစ်ယောက်ဒီလောက်ရင်းနှီးသွားတာကိုကာရင်ကအံ့ဩနေပြီးဘာတွေပြောကြသလဲလို့မေးပါတယ်သူကတော့ငါတို့ရဲ့အိမ်မက်တွေဖလို့အကောင့်ထဲဖော်မလဲဆိုတာဆွေးနွေးရင်းတဲ့သူကအကြံကောင်းတယ်ပေးတယ်အဲ့ဒီအကြံတွေကအရန်ကောင်းလို့ငါရဲ့အိမ်မက်တွေတဲကတစ်ခုကတော့အခုပဲလက်တွေဖြစ်သွားပြီလို့ပြန်ဖြေလိုက်ပါတယ်
အဲ့ဒီအချိန်မှာပဲတင်တန်းပြီးဆုံးလို့ចောင်းသားအုပ်ကြီးဂူထဲကထွက်လာတာကြောင့်သူတို့စကားဆက်ပြတ်သွားပါတယ်အရာအားလုံးဟာမီဆာတိုရဲ့အစီအစဉ်အတိုင်းတိတိကျကျဖြစ်လာနေပါပြီအခုဆိုရင်သူဟာအိုင်ဝါကိုလုံးဝရိတ်မပြူနိုင်တဲ့အကောင်းဆုံးနယ်ရုပ်တစ်ရုပ်ကိုပိုင်ဆိုင်သွားပါပြီယူအီချီဟာကျောင်းအုပ်ကြီးအီဝါကိုစီကိုပြန်သွားပြီးလူသက်သမားတွေကိုတိုက်ခိုက်ခဲ့သူအကြောင်းစုံစမ်းစစ်ဆေးမှုတိုးတက်သွားကြောင်းကိုအစီရင်ခံပါတယ်သူကအီဝါကိုကျောင်းအုပ်ကြီးတန်တရားရှိခဲ့တယ်လို့ပဲလူသက်သမားတွေကိုတိုက်ခိုက်ခဲ့တာဟာထူးခြားတဲ့စွမ်းအားရှိတဲ့ကျောင်းသားတစ်ယောက်ဖြစ်နေပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီကျောင်းသားဟာ Kyosuke ဖြစ်ပြီး void attribute ရှိတဲ့ပထမနှစ်ကျောင်းသားဖြစ်ကြောင်းသူကသတင်းပေးပါတယ်ယူအီချီကဆက်ပြီးလိန်ညာလိုက်တာကတော့သူဟာ Kyosuke ကိုပုံမှန်နှိမ်ဆက်လိရှိတဲ့နေရာမှာဖမ်းဆီးထားပြီးသတင်းအချက်လက်လျာကိုစစ်ဆေးမင်းမြန်းနေတယ်လို့ဆိုပါတယ်အဲ့ဒီလိုမင်းမြန်းရင်းနဲ့မှာအဲ့ဒီကျောင်းသားကသူဟာမတူညီတဲ့ Mordzwan အားတွေကိုတုံးနိုင်တယ်လို့ဝန်ခံခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီစကားကအီဝါကိုရဲ့အာယုံကိုချက်ချင်းဖန်ဆားသွားပြီးမတူညီတဲ့ Mordzwan အားဆိုတာဘာကိုဆိုလိုတာလဲလို့စိတ်ဝင်စားစွာမေးပါတော့တယ်ယူအီချီတာအသေးစိတ်ကိုတော့မသိရသေးပေမဲ့ Kyosuke မှာဘာလျှို့ဝှက်ချက်တွေရှိနေတယ်လဲဆိုတာကိုဖော်ထုတ်ဖို့အချိန်နဲ့ထပ်ပေးဖို့တောင်းဆိုပါတယ်ဒါအပြင်သူကကျောင်းအုပ်ကြီးကိုယ်တိုင်တားကောင်တွေကိုမနှိမ်ဆက်ခဲ့တာလဲကြားပြီဆိုတော့ဒီတစ်ခါကျောင်းသားကိုနှိမ်ဆက်စစ်ဆေးတဲ့အပိုင်းကိုကျောင်းအုပ်ကြီးကိုယ်တိုင်တာဝန်ယူခြင်းပါသလားလို့မြောက်ပင်ပြီးဖိတ်ခေါ်လိုက်ပါတယ်ပုံမှန်အားဖြင့်အီဝါကိုဟာဒီလိုကိစ္စသေးသေးလေးတွေကိုကိုယ်တိုင်လုပ်လို့မရှိပေမဲ့ဒီတစ်ခါတော့မစိုးဘူးလို့သူကတွေးလိုက်ပါတယ်သူလဲလူတစ်ယောက်ကိုမနှိမ်ဆက်ရတာကြားပြီးဖြစ်တယ်လို့ဒီကောင်လေးကြောင့်သူနဲ့ယိုအီချီတို့ကြုံခဲ့ရတဲ့ပြဿနာတွေအတွက်ပြန်ပြီးနှိမ်ဆက်ထို့အခွင့်အရေးပဲလို့သူကယူဆလိုက်ပါတယ်သူတို့နှစ်ယောက်ဆွေးနွေးနေတော့မှပဲအီဝါကိုရဖုံးမြေလာပါတယ်သူကယိုအီချီကိုထွက်သွားခိုင်းလိုက်ပြီးခဏနေရင်ကိုတောင်းကိုသူ့ကိုယ်တိုင်လာခဲ့မယ်လို့အာမခံလိုက်ပါတယ်အီဝါကိုဖုံးကြိုက်လိုက်တဲ့အခါတစ်ဖက်ကနေလောင်ပြောင်တန်ပါတဲ့အမျိုးသမီးအထံတစ်ခုကိုကြားလိုက်ရပါတယ်သူမကသူ့ကိုနှုတ်ဆက်ပြီးမနေ့ကဖြစ်စည်းတင်တာမှာသူမရဲ့ကုမ္ပဏီကိုရွေးချယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်အီဝါကိုကတော့သူမရဲ့ဟန်ဆောင်ကောင်းတဲ့လေတံကိုနားမခံနိုင်တာကြောင့်ဟန်ဆောင်နေတာတွေကိုရက်လိုက်စမ်းလို့အော်ပြောလိုက်ပါတယ်တစ်ဖက်ကလူကတော့အတော်တော်ရှင်တွေထဲကတယောက်ဖြစ်ပြီးလက်ရှိလေးလေးကုမ္ပဏီရဲ့ CEO ဖြစ်သူလရူအာကီပဲဖြစ်ပါတယ်သူမကအီဝါကိုပြောတဲ့အတိုင်းဟန်ဆောင်တာကိုရက်လိုက်ပြီးငါတို့နှစ်ယောက်လုံးကအစိုးရစီကထောက်ပံ့ကြေးတွေကိုအတူတူခွဲဝေစားတောက်နေတဲ့ပါတနာတွေပဲလေလို့သတိပေးလိုက်ပါတယ်အီဝါကိုကတော့သူမရဲ့ပြောင်းလောင်မှုတွေကိုစိတ်မပါတာကြောင့်ငါအခုအလုပ်ရှုပ်နေတယ်နောက်နေ့မှပြောကြတာပေါ့လို့ပြောပြီးဖုံးချဖို့ကြိုးစားပါတယ်သူမကလည်းကျောင်းအုပ်လုပ်ဒီပိတ်ဆန်အိတ်ထဲအမြဲဖြစ်နေရတဲ့နေ့မှာဘာအလုပ်တွေဒီလောက်ရှုပ်နေလို့လဲလို့ပြန်မေးပါတယ်ဒီတော့အီဝါကိုက Kyosuke နဲ့သူ့ရဲ့ void attribute အကြောင်းကိုပြောပြလိုက်ပါတယ်ဒါကရူအာကီရဲ့စိတ်ဝင်စားမှုကိုရသွားစေပါတယ်သူမက void attribute ဆိုတာအသုံးမရတဲ့အစွမ်းကောင်ဖြစ်တာကိုသိတာကြောင့်အဲ့ဒီလိုအသုံးမရတဲ့အမိုက်ကောင်ကိုနင်းကဘာလို့မလို့လဲလို့မေးပါတယ်အီဝါကိုကလည်း void attribute ကတော့ဂယုမဆိုင်ရတာမှန်ပါတယ်ဒါပေမဲ့ဒါကရှားပါတဲ့စွမ်းအားဖြစ်နေတာကြောင့်ဘာမဆိုဖြစ်သွားနိုင်တယ်လေလို့သူမကိုပြန်ပြီးသိပေးလိုက်ပါတယ်အီဝါကိုဟာအရင်ခေါင်းဆောင်ဟောင်းမီဆာတိုရဲ့အချိန်စွမ်းအားအကြောင်းကိုပြန်တွေးနေမိတယ်ဆိုတာရူအာကီကရီမိနေပါတယ်ဒါပေမဲ့အီဝါကိုကတော့အဲ့ဒီနာမည်ကိုကြားရလာကိုလုံးဝမနစ်သက်တာကြောင့်ဖုံးထဲကနေဟင်းဟောင်းလိုက်တာကြောင့်ရူအာကီတောင်ဖုံးကိုနားကခွာထားရပါတယ်မီဆာတိုနာမည်ကြားရင်အီဝါကိုတယောက်ဒေါဘကြီးဖြစ်သွားတာကထုံးစံပါပဲဘာလို့လဲဆိုတော့အတိတ်တုန်းကမီဆာတိုရဲ့အချိန်စွမ်းအားနိုးသွားတဲ့ချိန်မှာအတွင်းတပြူတင်တေကြားကအာနာချိန်ခွင်ကဟောတစ်ဖက်သားပြောင်းလဲသွားခဲ့လို့ပါရူအာကီကသူမပြောစရာရှိတာပြောပြီးဖုံးချသွားပါတယ်အီဝါကိုတယောက်ဒေါသထွက်နေတာကြောင့်ဖုံးကိုစပွဲပေါ်ပြက်လိုက်ပါတယ်သူဟာအမြန်ဖုတ်ချိုအဝင်းတွေကြားစကားပြောရတာကိုမကြိုက်တယ်လို့အရင်ခေါင်းဆောင်ရဲ့နာမည်ကိုကြားရတာကိုလည်းအမုန်းဆုံးပါပဲအခုတော့သူကဒေါသတွေထွက်နေပြီဆိုတော့တစုံတယောက်ကိုနှိမ်ဆက်ပြီးဒီဒေါသတွေကိုပုံချဖို့အချိန်ကောင်းပဲလို့ဆုံးဖြတ်လိုက်ပါတယ်သူဟာတောအုပ်ထဲကလူသားမရှိတဲ့ကိုးတောင်ဟောင်းစီကိုဦးတည်သွားပါတယ်အဲ့ဒီနေရာကတော့သူနဲ့ယိုအီချီကိုတားကောင်တွေကိုနှိမ်ဆက်လိရှိတဲ့နေရာပါသူလမ်းလျှောက်နေချင်းဒီចောင်းသားကိုဘယ်လိုနီးလန်းတွေနဲ့နှိမ်ဆက်ရမလဲဆိုတာကိုစဉ်းစားနေပါတယ်အတိတ်တုန်းကမီဆာတိုအပေါ်မှာသူမထုတ်နိုင်ခဲ့တဲ့ဒေါသအားလုံးကိုအခု Kyosuke အပေါ်မှာပုံချဖြစ်ထို့သူကကြံစီနေတာပါဒါပေမဲ့ဂိုဒေါင်တကားကြီးကိုဖွင့်လိုက်တဲ့အခါဂိုဒေါင်ထဲမှာဘယ်သူမှမရှိပဲဗလာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အီဝါကိုတရဘာဖြစ်နေတာလဲလို့စဉ်းစားနေခြင်းပါပဲယိုအီချီကနောက်ကနေဓာတ်နဲ့ပြေးရင်လာပြီးအီဝါကိုရဲ့မျက်နှာကိုတဲ့တဲ့ပြက်မှထားပြီးတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့အီဝါကိုကတော့နောက်ကိုတောင်လှဲ့မကြည့်ပဲအဲ့ဒီဓာတ်ကိုလက်နဲ့ချောင်းထဲနဲ့ညှက်ပြီးဖမ်းလိုက်ပါတယ်ယိုအီချီအနေနဲ့ဒီလိုတိုက်ကွက်မျိုးနဲ့အီဝါကိုထိခိုက်စေနိုင်မယ်လို့ထင်ခဲ့တာဟာသူ့ရဲ့ဆရာကိုအထင်သေးလုံးကရောက်ပါတယ်အီဝါကိုရဲ့လက်ထဲမှာစွမ်းရည်တွေစုစည်းလိုက်ပြီးယိုအီချီကိုပညာပေးဖို့ပြင်ဆင်ပါတယ်ခုနမီဆာတိုနာမည်ကြောင့်စိတ်တူနေရတဲ့ကြားတဲ့အခုလိုအတေးဖွားတိုက်ခိုက်မှုကသူ့ကိုယူဆွဲသွားမှတဒေါသထက်သွားပါတယ်သူကမော်ကျိုးရဲ့နဲ့ယိုအီချီကိုပတ်ညှင်းလိုက်ပြီးစောက်ကျိုးဆွဲထားလိုက်ပါတယ်အဲ့ဒီနောက်ယိုအီချီကိုအဝဲကိုကန်ထုတ်လိုက်တာကြောင့်ယိုအီချီတယောက်နာချင်းစွာနဲ့မြေပြင်ပေါ်လဲသွားပါတော့တယ်ယိုအီချီဟာသူတို့ကြားကအင်အားကွာခြားမှုကိုမသိပဲအီဝါကိုစိန်ခေါ်ခဲ့တာဟာမှားယွင်းသွားတဲ့ရွေးချယ်မှုပါပဲ
ဤဝါကိုတယောက်ယူချီကိုဆက်ပြီးနှိမ်ဆက်သူပြင်ဆင်နေစမ်းပါပဲသူနောက်ပကနေဖြတ်တန်းတဲ့အတန်းတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒီအတန်းရှင်ကမင်းတော့အရင်အတိုင်းစောက်ပေါ်တယောက်အဖြစ်ပဲရှိနေတုံးတဲ့ဆိုပြီးလှောင်ပြောင်းလိုက်ပါတယ်ဤဝါကိုလဲကြည့်လိုက်တဲ့အခါဂိုးတောင်ထဲကနေအေးဆေးဆေးလမ်းလျှောက်ထွက်လာတဲ့ကီယော့စကီကိုတွေ့လိုက်ရပါတယ်ကီယော့စကီကဤဝါကိုဆက်ပြီးဝေဖန်နေပါတယ်မင်းတော့အားကြီးတဲ့လူရှေ့မှာဖားပြီးအားနေတဲ့လူတွေကိုနှိမ်ဆက်ရတာကိုနှစ်သက်နေတုံးပဲမင်းတော့အရင်လိုပဲလောဘော်ကြီးတဲ့စောက်ရှူးတယောက်ဖြစ်နေတုံးပဲလို့ပြောလိုက်ပါတယ်ဤဝါကိုကတော့သူဘသူနဲ့စကားပြောနေရတယ်လေဆိုတာခုထိမရိပ်သေးတယ်လို့မင်းကငါ့လိုចောင်းအုပ်ကြီးကိုစော်ကားနေတာလားလို့ပြန်ဩပါတယ်ဒါပေမဲ့ကီယော့စကီကစကားကိုမရပ်ပါဘူးကိုယ့်ရဲ့အတ္တစိတ်နဲ့ကြောင်းရင်းတွေကြောင့်ကိုဖြက်စီးနေတဲ့လူရှိတယ်ဆိုရင်ဒါမင်းမဲလို့ထောက်ပြလိုက်ပါတယ်ဒါဟာဤဝါကိုအတော်တီးခံစွမ်းနိုင်ကုံဆုံးသွားတဲ့အချက်ပါပဲသူကကီယော့စကီကိုចောင်းကထုတ်ပစ်ဖို့အတွက်ចောင်းသား ID ကိုတောက်ပါတော့တယ်ကီယော့စကီကတော့ဤဝါကိုတယောက်သူ့ကိုဘယ်သူမှခုထိမသိရသေးတာကိုကြည့်ပြီးပြုံးလိုက်ပါတယ်ဒီအခိုက်ခန်းကိုရောက်ဖို့ငါတော်စူးစမ်းခဲ့ရတယ်ဆိုပြီးပြောလိုက်ပါတော့တယ်အခုတော့ငါတို့နှစ်ယောက်တီးတန့်စကားပြောရမယ်အချိန်ရောက်နေပြီလို့ပြောလိုက်ပါတယ်